တချိန်ကနာမည်ကြီးခဲ့တဲ့မိုင်ကဲကိုရီးယားဇလန်တဲကသူတို့လက်ရှိဘာတွေဖြစ်နေကြပြီလဲမိုင်ကဲဆိုတဲ့2005တောင်ကိုရီးယားဇလန်တွဲဟာစိတ်ကူးရင်ဟာသားနဲ့အချစ်ဆက်ကောင်တွေနဲ့တူပရိသတ်နှလုံးသားတွေကိုဖန်ဆာခဲ့ပါတယ်အဓိကတယောက်ဆောင်တွေဟာသူတို့ရဲ့လောက်ကင်တွေနဲ့သူတို့ရဲ့အခုလက်ရှိအခြေအနေတွေကိုစိတ်ဝင်စားဖွယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်မင်းသမီးလီဒါဟေးကတော့ဩစတြေးလျလူမျိုးဆက်တောင်ကိုရီးယားတယောက်ဆောင်တဦးဖြစ်ပါတယ်ဒီဇက်ကားထဲမှာတော့မင်းသမီးလီဒါဟေးကကျဲကျူကျုံးမော်ကခီးသွားလမ်းညွန်ဖြစ်ပြီးတော့သူ့ဖေရဲ့လောင်းကစားကျွေးမိတွေကြောင့်လိန်ညာမှုတွေနဲ့လိန်လည်မှုမှာကျွမ်းကျင်သူအဖြစ်ပါဝင်ပြီးတော့လူသိများခဲ့ပါတယ်ဒီဇလန်တွဲပြီးမှာပဲဆန်အော့ဝူမန်ဝိုင်းရိုမန့်စ်နဲ့ဟိုတယ်ကဲအပါဝင် project မျိုးမျိုးမှာပါဝင်ခဲ့ပါတယ်တကယ်လက်တွေ့ဘဝမှာတော့သူမကမူလာတန်း9တန်းကျောင်းသားဘဝမှာပဲမိသားစုနဲ့အတူဩစတြေးလျနိုင်ငံစစ်ဒနီမြို့ကိုပြောင်းရွှေ့ခဲ့ပြီးတော့ချယ်ရီဘုံဆိုတဲ့နာမည်နဲ့ကြီးပြင်းခဲ့သူဖြစ်ပါတယ်2011ခုနှစ်မှာတော့82ကြိမ်မြောက်မေးချန်ရန်ပြိုင်ပွဲအနိုင်ရကအနုပညာနာမည်လီတာဟင်းနဲ့ရုပ်မြင့်သက်ကြောင်းဇလန်တွဲမှာပါသိငယ်တဲ့ဇက်ပိုင်းတွေမှာပါဝင်ပြီးတော့အနုပညာရှင်ဖြစ်လာပါတော့တယ်အင်္ဂလိပ်နဲ့မက်ဒရင်းဘာသာစကားကိုကျမ်းရှင်စာပြောတတ်တဲ့ပြင်2012ခုနှစ်မှာနာမည်ကျော်ထိုင်ဝမ်မင်းသားတရုတ်ဆောင်ကျိုးချမ်းတဲ့သူ That especially ဇလန်ရိုက်ကူနိုင်ခဲ့ကတရုတ်ရုပ်သံဇလန်တွဲမှာပါနာမည်ကျော်ကြားသူဖြစ်လာခဲ့ပါတယ်အခုလိုရေးချင်းပြေးဝခဲ့တဲ့သူမက2023မှာတော့ K-pop ကျဲပွဲ7နဲ့6ဆက်ပွဲကိုဖွင့်ဟပြီးတော့ကြော်ညာခဲ့ပါတယ်။မကြခင်မှာပဲစိုးမြို့မှာလက်ထပ်ခဲ့ပါတယ်။ဒီဆက်ကားထဲမှာဟိုတယ်ကန်ဂျမာရဲ့အမွေဆက်ခံသူဖြစ်ပြီးတော့သူမရဲ့ chemistry ထိထိမိမိတရုပ်ဆောင်နိုင်ခဲ့တာကအခုဒီပရိသတ်ရင်နဲ့ကြံစည်ခဲ့ပါတယ်။လက်တွေ့ဘဝမှာတော့မင်းသားလီတောင်ဦးဟာပရာဟိတအထောက်မှုတွေနဲ့လူသိများပြီးတော့သူ့ရဲ့အခြေရေးပုဂ္ဂိုလ်ရေးဘဝကိုထိမ့်သိမ်းနေတတ်သူပါStarship Entertainment အောက်မှာလောက်ကင်နေတဲ့သူတဦးဖြစ်တယ်လို့2005ခုနှစ်မှာဂျွန်ဘိုတက္ကသိုလ်တက်ရောက်ခဲ့ပြီးတော့မီဒီယာနဲ့အတန်လွင့်အမှုပညာကိုအဓိကလေ့လာသင်ယူခဲ့တာဖြစ်ပါတယ်။မိုက်ကဲဇလန်ပြီးတဲ့အခါမှာလည်းဇလန်တွဲတွေများစွာနဲ့အောင်မြင်ခဲ့တယ်လို့ဂေါဗလင်မှာပါဝင်ကထပ်မံအောင်မြင်ခဲ့ပါတယ်။2009ခုနှစ်အောက်တိုဘာလမှာတော့စစ်တပ်မှတပ်သားဖြစ်ထမ်းဆောင်ခဲ့ပြီးတော့2011ခုနှစ်မှာပဲတပ်မစိန်ကအမျိုးသားကောက်ကွယ်ရေးလူထုဆက်ဆံရေးဝန်ဆောင်မှုမှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ခုခါမှာတော့အသက်42နှစ်ရှိပြီးတော့အောင်မြင်နေစေသူတယောက်ဖြစ်ပါတယ်2024မှာ Action for Killa ဆိုတဲ့ Action Thriller ကားနဲ့ Tech Rating နဲ့အများကြီးရရှိခဲ့ပါတယ်တတိယမြောက်တင်ဆက်ပေးမှာကတော့မင်းသားလူချိုခေကြောင်းပဲဖြစ်ပါတယ်တရုတ်ဆောင်ပေါ်တဲ့လှုပ်တဲ့ပြင်နန်ဦး Extra Agency အောက်ကဆိုတော့တဦးလည်းဖြစ်ပါတယ်2012ခုနှစ်ဖေဖော်ဝါရီလမှာလည်းစစ်မှုထမ်းဆောင်ဖို့တာဝန်ပေးအပ်ခြင်းခံရပြီးတော့ပရိသတ်ရှိကနေနုပညာလှူရှားမှုမရှိပျောက်ကွယ်ခဲ့တာဖြစ်ပါတယ်မင်းသားလီဂျွန်ကီကတော့တက္ကသိုလ်ပညာရေးကိုဆွံ့လွတ်ပြီးတော့ဖျော်ဖြေရေးလုပ်ငန်းလုပ်ကိုင်ဖို့ရည်ရွယ်ချက်နဲ့စိုးမြို့ကိုပြောင်းရွှေ့ခဲ့တာဖြစ်ပြီးတော့နှစ်တွေတော်ကြာအချိန်ပိုင်းလုပ်ခဲ့ပြီးမှ So Institute of the Art မှာဝင်ခွင့်ရတော့ခဲ့တာဖြစ်ပါတယ်။အဲလို2001ကလေးကအနုပညာလှုပ်လာခဲ့ပြီးတော့စစ်မှုထမ်းပြီးတော့ပြန်လာတဲ့ခါမှာလေ Molava Lawless Lawyer Flower of Evisa နဲ့ Life Fellow နဲ့ဇက်ရုပ်တွေတေချာရွေးချယ်ပြီးတော့ပရိသတ်ရနဲ့ထက်မှန်နေရယူခဲ့ပါတော့တယ်။အခုခါမှာတော့ရိုက်ကူးနေတဲ့ဇလန်တွဲမရှိဘဲနဲ့နားယူနေတာဖြစ်ပါတယ်။နောက်ဆုံးတင်ဆက်ပေးမှာကတော့စိတ်မကောင်းစရာကောင်းတဲ့မန်သမီပေါ့စီယွန်အကြောင်းပဲဖြစ်ပါတယ်။ Miss Korea ဘွားကနေတရုတ်ဆောင်ဘွားကိုခုံစင်းက2004ခုနှစ်မှာတရုတ်နိုင်ငံကနေတရုတ်ဆောင်ဘွားစတင်ခဲ့တာဖြစ်ပါတယ်။2005ခုနှစ်ကအခုဇလန်တွဲမိုင်ကဲနဲ့ပထမဆုံးတရုတ်ဆောင်ခဲ့ပေမဲ့လည်းခုချိန်မှာရှင်ဝါရဲ့ခေါင်းဆောင်အိုက်တော်တရုတ်ဆောင်အရစ်မန်နဲ့ချိန်တွေ့ခဲ့တာကြောင့်ပို့ပြီးတော့လူသိများလာခဲ့ပါတယ်။2011ခုနှစ်မှာတော့တွဲတဲ့သူနဲ့တခြားစီသူမထက်၄နှစ်ကြီးတဲ့ကုမ္ပဏီရုံးဝန်ထမ်းတဦးဖြစ်သူနဲ့လက်ထပ်ခဲ့ပါတယ်။ဒါကြောင့်လည်းဝေဖန်မှုများစွာရရှိခဲ့ပြီးတော့2013ခုနှစ်မှာသမီးတဦးကိုမွေးဖွားခဲ့တဲ့ပြင်ဒုတိယကလေးကိုလည်း2015မှာမွေးဖွားခဲ့ပါတယ်။2013ခုနှစ်မှာတော့ Profofu ကိုတရားမဝင်အသုံးပြုမှုနဲ့စုံစမ်းစစ်ဆေးခံရပြီးနောက်သူမရဲ့ agency ကဆွဆွဲချက်တွေကိုညှင်းဆိုခဲ့ပြီးတော့ရုပ်ရှင်ကားအတွက်လှုပ်ရှားရေးကြောဒဏ်ရာရပြီးတော့ဒဏ်ရာအတွက်ဆေးဝါးတွေကိုတောက်သုံးခဲ့တယ်လို့ဆိုခဲ့ပါတယ်။ဒါမဲ့စိုးဘိုခရိုင်တရားရုံးက၄နှစ်ခွဲသို့မဟုတ်တက်လာလေး8.2ကျိတ်အတွင်း Propofol 400ကနေ900ကျိတ်တောက်သုံးခဲ့တာထင်ရှားကြောင်းဆုံးဖြတ်ပြီးတော့ထောင်နဲ့8လ2နှစ်ကြာအောင်ဆိုင်းငံ့ခံခဲ့ရပါတယ်။2021ခုနှစ်မှာတော့သူမမောင်းနှင်လာတဲ့ကားကအချားကားရဲ့နောက်ဘက်ဘန်းကိုပါဝင်တိုက်မိပြီးတော့မူရစ်စေဝါသုံးဆွဲပြီးတော့မောင်းနှင်ခဲ့မှုကြောင့်ရဲကဖမ်းဆီးခဲ့ပြီးတော့အဆုံးသတ်သွားခဲ့ပါတယ်။ခလေးနှစ်ယောက်မိခင်ဖြစ်ပေမဲ့လည်းအခုလိုကန်ဆယ်မှုတွေကြောင့်အနုပညာလောကမှာမရက်တည်နိုင်ခဲ့တဲ့ပြင်အဆုံးသတ်ဆိုးရခဲ့ပါတော့တယ်။အခုလိုမိုက်ကဲဆန်လန်ရဲ့အဓိကဆက်ဆောင်မင်းသားမင်းသမီးတွေကတော့ဇက်ကားရဲ့အောင်မြင်မှုနဲ့တူအောင်မြင်မှုတွေအများကြီးရခဲ့ပေမဲ့ဆယ်စုနှစ်တခုကြာမှာတော့အများကြီးပြောင်းလဲသွားခဲ့ပါတယ်။အကျိုးနုပညာရှင်တွေကတော့ဆက်လက်ပြီးတော့နုပညာဝါသနာတွေကိုအရှုံးမပေးပဲစ조사နေကြပြီးအကျိုးကလည်းဆိုရတဲ့အဆုံးသက်နဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်
အခုလိုဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ပြီးတော့တွေ့ဆုံကြမယ်နော်